ကျွန်တော်ကအရင်တော့ကတော့အရက်တော့လိုက်အစီစိတ်နေစားလိုက်တယ်ဝိတ်ကတက်လာ200ခုအရက်မတော့ပဲနဲ့ကျင့်ကြည့်လိုက်တယ်ဟိုပါတလားကြော်မှာပေါင်15ပေါင်တော့ပြုတ်ကြတော့တယ်ဘာလို့ပြောချင်တာလဲဆိုတော့အရင်တော့ကဂျင်ဆော့ပြီးဝိတ်လျှော့တယ်မရဘူးဘယ်ရမှာတော့ဘီယာလေးကတော့အရက်ကတော့အမီးရစားသူကဝိတ်ကတက်တက်လာတယ်အခုတော့တကယ်ဝိတ်လျှော့တယ်တကယ်ပညာရှင်တွေကပြောတာမှန်ပါတယ်တကယ်ဝိတ်လျှော့တဲ့ခါတော့တကယ်လမ်းလျှောက်တယ်အခုလိုဒီနေ့6မိုင်ကျော်လျှောက်တယ်6မိုင်ကျော်လျှောက်ပြီးတဲ့အခါမနေ့ကကျွန်တော်ကအမဲစားနဲ့ဟိုတမောသီးနဲ့စားလိုက်တယ်နေ့လည်ခင်းမှာတော့ကျုပ်3လုံးကိုဟောက်ပိုင်စားလိုက်တယ်ဟိုမှာအဝါပေါ့တစ်ဖက်တုပ်လေးနဲ့ညနေရောက်တော့တခါထပ်ပြီးတော့ဝက်သား3လုံးလောက်နဲ့ကျုပ်2လုံးစားလိုက်တရက်တာအတွက်နေ့လည်မှာမနေ့ကမှာကော်ဖီတစ်ခွက်တောက်တယ်နေ့လည်မှာတခါနွားတစ်ခွက်တောက်တယ်အဲ့လိုလုံရင်းနဲ့ကျင်ရင်းနဲ့ဝိတ်က15ပေါင်လောက်ပြုတ်ကြသွားတယ်အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့အသေးအံကျင်နိုင်ဝင်မကြဘူးတကယ်ပညာရှင်တွေပြောတာတကယ်ကိုလမ်းလျှောက်မှလမ်းလျှောက်ပြီးတကယ်ကိုလေးကျင်ကန်လောက်တာနဲ့ပို့ပြီးတော့ကစားတဲ့အစားအသောက်ကိုဝိတ်တကယ်လျှောက်မှအစီလျှော့မှတကယ်ဝိတ်ကြတာပြောချင်တာဘာတကယ်ပြောချင်တာလဲဆိုပညာရှင်တွေပြောတာအမှန်တရားပြောတာပါကျွန်တော်ကိုယ်တိုင်လက်တွေ့ကျင့်ကြည့်မှကျွန်တော်လည်းသိတာအရင်တော့ကတော့ကျွန်တော်ကအပြောနဲ့လက်တွေ့မညီဘူးပေါ့ဗျာဘလို့မညီရတော့ဟောတကယ်ဝိတ်ချမယ်ပြောပြီးသွားရင်တကယ်စားတာကညနေရောက်သွားရင်ညရောက်သွားရင်အဲ့ချိန်လည်းမသိဘူးအရက်လေးကတော့ဆိုတော့အမီးကနှိပ်သွားတော့တာစားရတိုင်းဘိုက်ကကဲလာတယ်တော့ဘိုက်ကအကြီးတယ်ဖြစ်နေအခုတော့ပြင်ရင်ပုဂ္ဂိုလ်ကိုစမတ်ကြတယ်တကယ်ချင်းလို့လည်းစမတ်ကြခြင်းအရက်ကိုရှော့တော့ပါမတော့တာတော့အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ကအသက်40ကျော်တဲ့သူတွေစမတ်ကြဖို့လိုပါတယ် Let's go ပါ